Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကတော့တနာဆရာကောင်းတဲ့ကောင်မလေးအကြောင်းကိုတစ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် error လေးအရင်တော့ error လေးဖြစ်နေရမို့လို့နည်းနည်းကြာသွားပါတယ်ရှင်ဆိုတော့ဗီဒီယိုလေးဆက်လိုက်ကြရအောင်ဗီဒီယိုလေးကိုစခင်ပါလေ like and subscribe လုပ်ဖို့မမေ့နေတော့ဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ဟာမနက်မိုးလင်းသွားပြီလေဟာဒုက္ခပါပဲငါချောင်းသွားမှာနောက်ကျနေပြီနိုင်သွားရမယ်ကေမင်းတို့သွားပြီးပြီဆိုတော့ငါအမြဲဆုံးအဝေးစားလေးရမယ်ဟုတ်ပြီစပင်းလေးဖီးလောက်မှဟာစပင်းဖီးချင်ရလည်းမရတော့ဘူးထားလိုက်ပါတော့ဟာတော်ပြီငါမနဲ့ဆမ်းသွားတော့ငါကြောင်လေးပဲမနဲ့ဆကျွေးလိုက်တော့မယ်ငါကြောင်လေးလည်းမနဲ့ဆကျွေးပြီးသွားပြီဆိုတော့ငါလွယ်အိတ်လဲပြီးတော့သွားတော့မယ်ဟာငါကြောင်နောက်ကျနေပြီဒုက္ခပါပဲဘယ်လိုလုပ်ရမလဲမသိဘူးဟာဒီကောင်မလေးကဆင်းရဲပါတယ်သူတို့ရှိမှရှိနေတဲ့ကားဆိုတာလေသူ့ရဲ့ကားမဟုတ်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့တခြားသူတို့အိမ်ကြီးရင်းနေတာသူတို့အခက်ကြီးသွားမှာမဟုတ်လို့သူ့ရဲ့အိမ်ရှိမှသူတို့ရဲ့ကားကိုလာပြီးတော့အပ်ထားခဲ့တာပဲဖြစ်ပါတယ်ဒီကောင်မလေးကအပေါင်းအသင်းလည်းလုံးဝမရှိပါဘူးမမြင်သွားမှအမလေးဒုက္ခပါပဲငါမမြင်သွားမှရမယ်ငါ့ကိုဆရာလာနေပြီလားမသိဘူးတော်သေးရဲ့ဆရာမလာသေးဘူးငါလည်းပြုတ်ကြပါ့သပင်းနေရလဲရှုပ်ပွားနေရပဲဟုတ်ပါကွာဘာမှလည်းကောင်းလို့လည်းမဖြစ်ရုံးစရာကြီးတွားငါတို့နာထွက်သွားဟုတ်တယ်ငါတို့နာထွက်သွားငါအကုန်လုံးကဘာလို့အဲ့လောက်ကြီးထိငါ့ကိုမုန်းနေကြလဲငါဘာမှမလုပ်မိခဲ့လို့လေစပင်းရလေရှုပ်ပွားနာပဲထွက်သွားအယူမကြီးဒီလိုနဲ့သူ့ကိုအကုန်လုံးကအဲ့လိုမျိုးပဲဝိုင်းလောင်နေကြပါတယ်ဒါပေမဲ့သူကတော့ဘာမှမပြောနိုင်ပဲနဲ့ဒီတိုင်းလေးပဲဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့ပဲခလုံးလေးရဲ့ကြောင်းခလုံးကထိုးသွားခဲ့ပါတယ်ဒါပေမဲ့သူကကြတော့သူကအတန်းထဲမှာစားလုပ်ပါတယ်ဒါပေမဲ့ဆရာမရဲ့သူလုံးဝမချစ်ပါဘူးဖမ်းလိုက်တယ်ပေါ့နော်ဒီလိုနဲ့ဆရာရောက်လာခဲ့တယ်ဟိုကောင်မလေးငါတွေ့တယ်နော်နင်းမင်းနောက်ကြမှာကြောင်းလာတယ်ဆိုတာအခုမင်းကငါစာမတင်ဘူးအရှိကိုထွက်သွားဆရာအဲ့လိုတော့မလုပ်ပါနဲ့ဆရာရဲ့အဲ့လိုတော့မလုပ်ပါနဲ့မရဘူးကွာအဲ့လိုမလုပ်ရအောင်လေဘာမှမပြောရမင်းအခုချိန်ထွက်သွားဆိုထွက်သွားအရှိမမတက်ရနေသွားဟုတ်ကဲ့ပါဘလို့လဲစီကံရှိကြောင်းဒီလိုနဲ့ပဲသူကငိုနေခဲ့ပါတယ်သူ့ကိုအနိုင်ကျင့်တဲ့သူတွေကလည်းရှိသလိုသူ့ကိုလုံးဝမခင်တဲ့ယွန်တဲ့သူတွေကလည်းရှိပါတယ်ဒီလိုနဲ့ကျောင်းနောက်ဆီယာမအချိန်ကိုရောက်လာတဲ့အခါမှာတော့နေရတော့ဒီမှာပဲရက်နေလိုက်ဟုတ်ကဲ့ဟိုရှေ့မှာသူရက်နေရတာကမာလီကတော့ငိုနေသေးပါပဲဒါပေမဲ့သူရက်လိုက်ပါငိုရဒါပေမဲ့ရေကတော့စက်ကြသေးပါပဲဒီလိုနဲ့သူအရှိမညနေ3 နာရီအထိကိုစာမတင်ဘဲနဲ့ရက်ခဲ့ရတာပါကျောင်းသားကျောင်းသူတွေအရှိရထွက်သွားတဲ့ကျောင်းသူကျောင်းသူတွေကလည်းသူ့ကိုလှောင်ပြောင်ကြပါတယ်ပြီးရင်သူ့ကိုယွန်ရှာရေးအကြည့်နဲ့လည်းကြည့်သွားကြပါတယ်မတနာပဲနဲ့မှသူ့ကို4 နာရီအထိကျောင်း3 နာရီဆင်းတာကိုသူ့ကို4 နာရီအထိအဲ့အရှိမပဲမတက်ရခိုင်းခဲ့ပါတယ်အဲ့ရှိမပဲအဲ့လိုနဲ့ပဲအရှိမကောင်မလေးရောက်ကိုတွေးလိုက်ရပါတယ်အဲ့ကောင်မလေးကညီမလေးဒီရှိမရက်နေအောင်လားဟုတ်တယ်အမတရားဖို့ကောင်းလိုက်တာကွယ်ဒါပေမဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးကတော့ပြန်နေကြပါပြီသူ့ကိုဂရုစိုက်ပြီးရဆိုလို့အဲ့အမတယောက်ပဲရှိသေးရပါကျောင်းသားကျောင်းသူတွေကသူ့ကိုတွန်းသွားကြပါတယ်သူတို့ပြန်ရမယ့်အချိန်ကိုသူတို့ဒါကြောင့်မလားဒီကောင်လေးဆိုရှင်အရှုပ်ကဖန်ဆဲပါကွာဆိုပြီးတော့ရွှန်ရှာတဲ့အကြီးနဲ့ကြီးသွားခဲ့ပါတယ်ဒီလိုနဲ့ဟိုကကောင်မလေးကလည်းပြန်သွားခဲ့ပါတယ်
အကောင်လုံးသူ့ကိုတွန်းဖယ်ပြီးတော့ထွက်သွားခဲ့ကြတာပါဒီလိုနဲ့သူလဲနောက်ဆုံးတော့9 နာရီလဲထိုးပြီဆိုတော့ငါလည်းပြန်တော့မယ်သူသွားတော့ကျောင်းမှာဘသူမှမရှိနေခဲ့ပါဘူးငါလူရရမုန်းကြရဆိုပြီးတော့ထွက်ပြေးနေခဲ့ပါတယ်သူ့ကိုဟိုအမကိုတော့သူမတွေ့ခဲ့ပါဘူးဒီလိုနဲ့အိမ်ပြန်ရောက်လာခဲ့လူရန်အလောင်းရောင်ရဒီနေ့လည်းငါစမတင်လိုက်ရဘူးဒီလိုနဲ့အဲ့ရရမှာဝမ်းနဲ့စာနဲ့ကိုချင်းမိခဲ့ပါတယ်ဒီလိုနဲ့ပဲကားဆရာဦးလေးကြီးကလည်းသူ့ရှိမှာကားအထားတဲ့ဦးလေးကြီးကလည်းခရီးကနေပြန်ရောက်လို့နေခဲ့ပါပြီဒီလိုနဲ့ပဲသူ့ကိုသမီးအဲ့လိုလှမ်းခေါ်လိုက်ပါတယ်ဟာဒါကားအထားတဲ့ဦးလေးကြီးရဲ့အတန်ပဲငါတော့ပြေးလိုက်အောင်မယ်ဒီလိုနဲ့ပဲထလိုက်ခဲ့ပါတယ်ဟုတ်ကဲ့ဦးလေးကားလာယူရလားမသိဘူးဟုတ်တယ်ကားလာယူလားဟုတ်ကဲ့ဦးလေးဒီမှာပါနော်ကားပါရှင်ပြီးရောဒီလိုနဲ့ဦးလေးလည်းသူကားကိုကြည့်ဖို့လုပ်ခဲ့တယ်ဟာနေပါဦးဟာငါကားပင်ကဘလို့ဖြစ်တာတော့ကွာဟဲ့ရှင်မင်းငါရဲ့ကားပင်ကိုဖောက်လိုက်တာမလားကွာမဟုတ်ပါဘူးအခုငါရဲ့ကားရဲ့အရှိရဟာလေပောက်သွားပြီပြီးတော့အရှိရအဖုံးနေရလဲအကောင်ဆုတ်ပြတ်တက်ကုန်ပြီဘိန်းနေရလဲရှော့ကုန်ပြီဘယ်လိုလုပ်မှလဲအဲ့ဒါကျမလုံးဝလို့တော့မဟုတ်ပါဘူးကျမတကယ်မလုပ်ပါတကယ်တော့အိုက်ကားကိုသူ့ကိုအမြဲအနိုင်ကျင့်နေတဲ့အကြောင်းသူလေးတွေကလောက်ခဲ့ရပါတကယ်သူမလုပ်ပါဘူးကျမတကယ်မလုပ်ပါဘူးရှင်တကယ်မလုပ်တာပါပြောင်းနေပြောင်းစားမှမင်းကိုရဲအပ်ပြင်မယ်အဲ့လိုမလုပ်ပါနဲ့ခုချက်ချင်းကနဲ့လိုက်ခဲ့အဲ့လိုမလုပ်ပါနဲ့ဒီလိုနဲ့ပဲတွန်းပြီးတော့ခေါ်ခဲ့နောက်ဆုံးတော့ရဲစခန်းရှိရောက်လာခဲ့မောင်လေးဒီကိုဘာလို့ဖုတ်လာတယ်လဲကွဘာလဲအမှုရှိလို့လားဟုတ်တယ်အမရဲ့အကြီးမကြီးကောက်လေးလေကြီးကောက်မလေကျွန်တော်ရဲ့ကားပင်ကိုဖောက်ပြီးကျွန်တော်ရဲ့ကားပင်ကိုပါသူ့လေကျွန်တော်ရဲ့ကားအဖုံးတွေပါဆုတ်ပြတ်ခဲ့တယ်ဗျကျွန်တော်ကသူ့အိမ်မှာကျွန်တော်ကားခဏကျွန်တော်ခရီးသွားမှာမဟုတ်ခဏထားခဲ့တော့ကျွန်တော်ကားအဲ့လိုလုပ်လိုက်တယ်ဗျအခုကျွန်တော်သူ့ပြန်ရော်ဆိုတော့လေသူ့မရော်နိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲစခန်းလက်ကိုအပ်ခဲ့တာပါအဲ့လိုလားဟုတ်ပြီလေအဲ့လိုမဟုတ်ပါဘူးကျမတကယ်မလုပ်ပါဘူးအဲ့လိုမျိုးဘာမလုပ်ဘူးလေဒီလိုနေပဲသူ့ကိုရဲစခန်းအပ်ခဲ့မှာနော်အေးငါညာအခလေမလုပ်ပါနဲ့ကျမတကယ်ဟောနေမဖြစ်ပါတကယ်အဲ့လိုမလုပ်ပါဘူးမင်းအဲ့လိုမျိုးလာပြီးပြောမနေနဲ့ဒီလိုနဲ့ပဲသူ့ကိုဒီလိုထားခဲ့ပါတယ်ဦးလေးရသူ့အိမ်သူပြန်သွားခဲ့ပါတယ်ငါတကယ်အဲ့လိုမလုပ်ပါဘူးငါတကယ်အဲ့လိုမလုပ်ခဲ့ဘူးဆိုပြီးတော့ပြီးငိုနေကြရပါတယ်ဒီလိုနဲ့သနာစရာကောင်းတဲ့ကောင်မလေးရဲ့ဘဝမှာတော့ဒီလိုမျိုးအဖြစ်ဆိုရင်လည်းပဲအမြဲတမ်းကြုံခဲ့ရပါတယ်နောက်ဆုံးမှာတော့သူလည်းလွတ်မြောက်သွားခဲ့ပါတယ်အဲ့ထောင်ကနေလွတ်မြောက်လာခဲ့တယ်ဒီမှာမင်းဒီထောင်ကနေထွက်လို့ရပြီတကယ်လားယင်ဟုတ်တယ်မင်းလုပ်ခဲ့တဲ့အပြစ်ကအရင်ကြီးတော့မကြည့်ဘူးလေအဲ့ဒါကြောင့်ဟာချစ်စပါရှင်ရပြီဒီမှာမင်းရဲ့အကြောင်းဝင်ဆောင်ကိုလဲလိုက်တော့ဟုတ်ကဲ့ဒီလိုနဲ့လဲလုပ်ပြီးတော့ခဲ့ပါတယ်အဆုံးတော့ငါဒီကနေထွက်လို့ရပြီသူကဒီထဲမှာတပတ်တိနေရခဲ့ပါတယ်ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့သူလဲဘယ်နေရာကိုပြေးလို့ပြေးမှန်းတော့သူမသိခဲ့ပါဘူးသူလဲငါဒီဘွားယူမုန်းနေငါဒီဘွားယူအရင်မုန်းနေဆိုပြီးတော့သူကိုသူတက်တေပို့လုပ်ခဲ့ပါတယ်ငါဒီဘွားယူအရင်မုန်းနေငါဒီဘွားမှာမနေချင်ဘူးငါ့ကိုလူရဒီလိုနဲ့ပဲရှိတယ်ကို
လုံးဝပဲခုန်ဆင်းသွားခဲ့ပါတယ်ဒီလိုနဲ့ပဲသနာစရာကောင်းတဲ့ကောင်မလေးလည်းတည်သွားခဲ့ပါတယ်သူတည်တာကိုတော့လူတိုင်းကဘယ်သူမှကြီးမဆိုင်ကြသလိုဘယ်သူမှလည်းမသိကြပါဘူးသနာစရာကောင်းတဲ့ကောင်မလေးအဖြစ်ကတော့ဒါပါပဲဆိုတော့ဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်